皆さんこんにちは。今日はN4の過去問題について説明します。အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ N4 နဲ့ပတ်သက်တဲ့မိကွန်းဟောင်းလေးကိုရှင်းပြပေးချင်ပါတယ်ဒီဂျပန်စာ level 4ပေါ့နော်ဒီကောင်လေးကလည်းအရင်ရေးပါပါတယ်ဂျပန်ကိုလာမယ်ဆိုရင်ဒီ level 4အနည်းဆုံးအောင်မှလာလို့ရမှာပါအဲဒါဒီမိကွန်းဟောင်းလေးကနေပြန်ပြီးတော့ထုံးနှုတ်ပြီးရှင်းပြပေးချင်ပါတယ်ဒီNao Chan yes page Facebook page မှာလည်း Nao Chan 0309မှာလည်း follow လုပ်ထားလို့ရပါတယ်နောက် YouTube ပြီးတော့ TikTok မှာလည်းကြည့်လို့ရပါတယ် Facebook မှာလည်းအတူလေးတင်ပြထားပါတယ်အဲဆိုရင်မိကွန်းဟောင်းလေးကြည့်ကြည့်အောင် let's go အဲဆိုရင် number 1လေးကစကြည့်မယ်နော်ဒီထက်ကဒီခန်းကြီးလေးကဘာလေးဖြစ်မလဲခုစုနီးတဲ့ဒါလေးကဘာလေးဖြစ်မလဲနာနီက height ていましたခုစုဆိုတာကဖက်နက်ပေါ့နော်ဖက်နက်ထဲမှာတခုခုဝင်နေလို့သူပြောတဲ့အခါကျတော့ ishi ဆိုတာじゃ stone ကြောက်တုံးပေါ့နော်စွနာဆန်တဲ့ပေါ့နော်ခုစာ grass ဘာလဲမြက်ပင်ပေါ့နော်အဲဒါကျတော့တစ်ကိုင်းကိုပြောတာတစ်ကိုင်းကိုပြောတော့ဒီထက်ဒီခန်းကြီးလေးကဘယ်ဟာဖြစ်မလဲဆိုတော့皆さんどれと思いますか1 2 3 4の中にကြောက်တုံးဖြစ်မလားတဲဖြစ်မလားမြက်ဖြစ်မလားတစ်ကိုင်းဖြစ်မလားကြံဖြစ်မှန်လေးကတော့ဒီခန်းကြီးလေး ishi ရဲ့ခန်းကြီးလေးဖြစ်ပါတယ် stone ပေါ့နော်ကြောက်တုံးဖြစ်ပါတယ်နံပါတ်1ရဲ့အဖြေလေးက number 1一番ဖြစ်ပါတယ်နံပါတ်2日本でいろいろなブラブラをしました日本ဆိုကြတော့ဂျပန်မှာいろいろဆိုကြတော့ဘယ်လိုအစုံပေါ့နော်အလုံးいろいろဆိုအမျိုးမျိုးပေါ့နော်ဒါရှိခဲ့တယ်ဆိုတော့ကြခေကန်အဲ့တော့ဒီခန်းကြီးလေးရဲ့အဖြေကဘာဖြစ်မလဲကြည့်ကြည့်အောင်ခေကန်ဆိုတာကြတော့ number 1ရဲ့အဓိပ္ပာယ်ကကြတော့ experience ပေါ့နော်ကိုယ်အတွေ့အကြုံမျိုးမျိုးရှိခဲ့တယ်ပြောချင်တဲ့အခါကျတော့ဒီခန်းကြီးလေးရဲ့အဓိပ္ပာယ်ကဒီဟာ number 1ဖြစ်ပါတယ်ခေကန်နံပါတ်2ကကျတော့မှားပါတယ်တန်ပါတယ်အတွက်ကြောင့်ခေကန်ဆိုတဲ့ဟာဖြစ်နေတဲ့အတွက်ကြောင့်နံပါတ်2ကမဟုတ်ပါဘူးနံပါတ်3လည်းမဟုတ်ပါဘူးနံပါတ်4လည်းမဟုတ်ပါဘူးအဲတော့နံပါတ်2ရဲ့အဖြစ်ကလည်း number 1ဖြစ်ပါတယ်နံပါတ်3နာနီတဲ့ထိုးလေးကどこにあるか聞きましたဘယ်သူကိုမေးခဲ့ရလဲထိုးလေးဆိုတာကြတော့toilet ပေါ့နော်どこにあるဘယ်မှာလဲあるか聞きましたဘယ်မှာရှိလဲဆိုတာကိုမေးခဲ့တယ်ပေါ့နော်ဘယ်မှာရှိလဲဆိုမေးခဲ့တယ်လို့ပြောတော့ number 3ကအဖြစ်ကてにဟာလည်းမဟုတ်ပါဘူး number 2ကじゃတန်ကကြတော့မှန်တယ်ဒီခန်းကြီးက number 3လေးရဲ့ဒီခန်းကြီးလေးကじゃမီဆဲဆိုခန်းကြီးလေးကတန်လို့ထွက်တယ်နော်တန် TEN တန်ပေါ့နော်တန်ဒါပေမဲ့ဟာဂျပန်လိုထွက်ရင်じゃတန်အင်းပေါ့နော်ဒါနောက်ကကြတော့အင်းလေးဖြစ်တဲ့အတွက်ကြောင့်တန်အင်းဆိုတော့ဒီထက်အဖြစ် number 2ကနင်းဆိုတာနင်းကဲရဲ့နင်းမဟုတ်အင်းမဲ့ထွက်တဲ့အတွက်ကြောင့်ဒီကောင်နင်းဖြစ်တယ်မဟုတ် number 3ကကြတော့ထဲအင်းတဲ့ဆိုတဲ့ခံကြီးမဟုတ်တဲ့အတွက်ကြောင့်ဒီကောင်လည်း number 3လည်းမှားပါတယ်အဲ number 4ကထန်အင်းဆိုတော့ဒီ number 3ရဲ့အဖြစ်မှန်လေးကဒီထက်ကနောက်ဆုံးပေါ့နော်တန်ရင်ဆိုရယ် window step ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့ရဲ့အထွက်ကသူ့ရဲ့ဒီခန်းကြီးလေးရဲ့ဟီဒါဂါရာလို့ထွက်ပုံထွက်နေရနံပါတ်4ရဲ့တန်ရင်ဆိုတဲ့ဟာလေးဖြစ်ပါတယ်နံပါတ်4ကကျတော့ဖြို့သွားတယ်နံပါတ်4နာနီကခွန်ဒေးမစတာဘာခွန်ဒေးလို့ဆိုတာဘာဖြစ်လဲခွန်ဒေးလို့ဆို crowd ပါပေါ့နော်ကြက်ရှုပ်တယ်ပြောတာပေါ့ရှုပ်တယ်ပြောတဲ့အခါကျနံပါတ်4ကဒီနေ့ခော့ဆိုတာဒီနေ့ပေါ့နော်တခုခုကတနေ့ရခွန်ဒေးလို့ဆိုလူတွေအများကြီးပဲနော်ရှုပ်နေရပဲနော်လို့ပြောချင်တယ်နော်နံပါတ်1ရှုပ်ကုတိုနံပါတ်3ရှုပ်ကုတိုနံပါတ်2ရှုပ်ကုတိုနံပါတ်3ရှုပ်ကုတိုနံပါတ်4ရှုကုတိုအဲ့တော့ဒီထက်အဖြစ်မှန်လေးကရှုကုတိုအဲ့တော့အဖြစ်မှန်လေးပါဖြစ်မလဲဆိုဒီ
number 4ကခန်းကြီးလေးอ่ะဒီပထမဆုံးခန်းကြီးလေးက short ကူဆိုတာကျစားရဲဆိုခန်းကြီးထားပဲသူက short ကူထွက်တယ်ပေါ့နော်ဒိုးဆိုတာကျတော့နေရ short ကူဒိုးဆိုတာကျတော့ကဖေးတီရီယာသမင်းစားတဲ့နေရာပေါ့နော်ဝန်တန်းနေသမင်းစားတဲ့နေရာအเจ้าမှာဆိုရင်အဲ့လိုမျိုးသမင်းစားတဲ့နေရာကိုကဖေးတီရီယာကို short ကူဒိုးလို့ထွက်တဲ့ကြောင့်အဖြေက number 2ရဲ့ဒိုးကကျတော့ဥပါတယ်တဲ့ကြောင့်မလို့ number 2လေးရဲ့ဒီအဖြေလေးကအမှန်ပေါ့နော်နံပါတ်ဆိုနံပါတ်5တွက်ကြည့်မယ်နော်ခေါနောမာဒိုခါလာနာနီနာနီကအမီရဲ့မာဒိုဆိုတာကလည်း window ဒီပရင်းပေါက်ကနေပြီးတော့ဒီဟာဒီတစ်ခုကိုမြင်ရတယ်ပေါ့နော်ဥမီဆိုတာဗာလေဥမီဆိုပင်လေပေါ့နော်နံပါတ်2ကじゃမီနာတိုဆိုတာကြတော့ဟာလို့ပြောပါစိတ်ကန်းပေါ့နော်နံပါတ်3ကမီဇူဥမီကじゃရေကန်နံပါတ်4ကကြတော့ရေဒီကောင်လဲရေကန်ဒီမီဇူဥမီနှစ်ခုစလုံးနဲ့အီကဲနဲ့ကကြတော့သူကကြီးရနဲ့တေးရနဲ့စိုက်ကြီးရနဲ့တေးရနဲ့ကွာပါတယ်ခုလုံးပမာလို့အိပဲဆိုရင် lake ရေကန်တော့ရေခံပဲပေါ့နော်အဲ့တော့နံပါတ်1ရဲ့အဖြေလျှက်ပြဖြစ်မလဲဆိုတော့မာတိုခါလာနာနီကမြေမှာရှာဒီခန်းကြီးလေးကဘာဖြစ်မလဲကြည့်ကြအောင်နံပါတ်5ရဲ့ခန်းကြီးလေးကဒီကောင်လေးကမီနာတိုဖြစ်ပါတယ်မီနာတိုကျန်ဆိုနံပါတ်2ဖြစ်ပါတယ်မီနာတိုဆိုဒီခန်းကြီးလေးဟောပါနော်ပါတယ်စိတ်ကန်းကိုပြောပါနော်မီနာတိုဆိုဒီကောင်လေးကစိတ်ကန်းကိုပြောတာဖြစ်ပါတယ်အဲဒါနံပါတ်6ကကြောင့်ခေါနောဘလာကအမှုရှိတော့ကတတ်တယ်စိတ်ဝင်စားစရာကောင်းတယ်လို့ပြောပါနော်အမှုရှိတော့ကတတ်တယ်ဒါရှောစစ်စုရှောဇေစုရှောဦးစစ်စုရှောဇေစုအဲ့တော့ဒီဟဲမှာကဒီကောင်လေးကရှောစစ်စုမေးရစစ်စုရှောဆိုတာချစ်ချိုက်စခန်းကြီးရတေးတယ်ဆိုတာအမျိုးနှစ်ခုပေါင်းလိုက်တော့ရှောစစ်စုဆိုတာကျတော့ဝတ္ထုကိုပြောပါနော်ဗမာလို့ဆိုရင်ဝတ္ထုကိုပြောတာဆိုတော့ဒီထဲကအဖြေလေးကရှောစစ်စုဆိုတော့ဘယ်လိုဖြစ်မလဲဥပမလားမပါဘူးလားဆိုတာမာယုံဖြစ်မှာပေါ့နော်နံပါတ်1ဖြစ်မလားဒါမှမဟုတ် Z ကတော့မဟုတ်တဲ့ကြောင့်နံပါတ်2ကလည်းမှားပါတယ်နံပါတ်4ကလည်းမှားပါတယ်အဲ့တော့နံပါတ်1နဲ့နံပါတ်3တခုခုဖြစ်မယ်အဲ့ခါမှာပြချပြန်စဉ်းစားကြည့်မယ်နော်ရှောဆိုတာကဒီရှောစခန်းကြီးလေးကဥပါလားမပါကျန်နံပါတ်3ဖြစ်ပါတယ်အဖြေမှန်ရှောစစ်ဥပါတယ်နော်ဒီကောင်လည်းမေ့တတ်တယ်တခါလေကြာမျက်စိလေတဲ့မျက်စိလေအောင်ရွေးပေးထားအဲဆိုတော့နံပါတ်7တော့မယ်မိုင်းဘန်နဲ့နည်းနည်းခိုက်တယ်မှာတခုခုသူရေးတယ်နီဂျီကီဆိုအဲ့ဒီပြပြနီကီဆိုတာဒိုင်းယာယူပြောတာနံပါတ်1ပေါ့နော်ဒီကောင်လေးကနီဂျီလို့လည်းထွက်တယ်ဒါပေမဲ့နှစ်ခုပေါင်းရေးလိုက်တဲ့အခါမှာနီဂျီစိုက်စ်ကီဆိုတော့အဖြေမှန်ကနံပါတ်1ဖြစ်ပါတယ်နီကီဖြစ်ပါတယ်အဲ့လိုပဲအများကြီးပြောပြပေးခြင်းပဲအချိန်အမရှိတော့ပါဘူးအဲ့ဆိုရင်ဒီမိကုန်းဟောင်းပေါ့နော်ဆောင်းဝဲလည်းနီးနေပြီဆိုတော့ဒီမိကုန်းဟောင်းလေးတွေကိုမပြတ်တင်ပေးမှာမို့လို့ page လေးကို like and follow ရဲ့နောက် YouTube မှာဆို subscribe လေးကိုလုပ်ပေးထားပါနော်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တွေ့ပါမယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံး bye bye ကောင်းသောနေ့လေးဖြစ်ပါစေ see you